ပဲမင်္ဂလာပါရှင်တထောင်တန်ကျော်ဖုန်းလေးမကင်ချင်ဘူးယာယီခဏလေးပဲသုံးမယ်ဆိုလို့ရှိရင်ဒီဖုန်းပါကင်များလာပြပြဖြစ်ပါဘောနော်1000တောင်မရောက်ဘူးနော်996ကျပ်တောင်လို့တည်းရပေါ့နော်Oppo A9 တရားဟုတ်ပါတယ်အယောင်ဆုံး3ယောင်ရှိထားပါမယ်ပေါ့နော်အခုအနက်ယောင်ဟာလာပြီးတော့ဖောက်ပြပေးပါမယ်ဖြစ်ပါပြီပေါ့နော်ဆေးလည်းအများကြီးမသုံးချင်ဘူး RAM ကြီးတွေကသုံးချင်တယ်ဆိုလို့ရှိရင်ဒီ996ကျပ်ဟာလာပြီးတော့ပါကင်ဖောက်သွားပါပေါ့နော်ဆိုင်မှာကအယောင်ဆုံးရှိထားပါမယ်နေရာဆုံးပို့ပေးပါပေါ့နော်ရွှေလီမူဆယ်အယောင်ဝေချင်ရပါတယ်ရွှေလီဆိုလို့ရှိရင်မထွက်လာရှင်ဘူးရဲကြောက်တယ်ဆိုလို့ရှိရင်တော့လူကိုယ်တိုင်လာပြီးတော့ပို့ပေးပါပေါ့နော်ဘိုးဖက်လန်းနဲ့ဒီဖက်လန်းတော့မှလာပို့ပေးပါပေါ့နော်ဒီဟာလေးကတော့ပေးလက်ပွေဟုတ်ပါတယ်အယောင်3ယောင်ရှိထားပါပဲပေါ့နော်ဒီဟာလေးလည်း996ကျပ်လည်းမသုံးချင်ဘူးဒီထက်ဆေးနေတဲ့ဟာသုံးချင်တယ်ဆိုလို့ရှိရင်ဒီမှာနော်ရှိထားတယ်ဒီမှာနော် RAM 8တန်နဲ့18 GB ထဲကစကန်နဲ့ပေါ့နော်စကန်လုံးမြ900နဲ့လာယူသွားပါပေါ့နော်900နဲ့လာယူသွားပါ RAM 8တန်နဲ့18 GB ထဲဟုတ်ပါပြီပေါ့နော်အတစ်ထဲကပဲပါကင်ဖောက်ရှင်နေဆိုလို့ရှိရင်ဒီ996ကျပ်ဟာလာယူသွားပါပေါ့နော်အယောင်ဆုံးရှိထားပါနဲ့ပုံစံဆုံးရှိထားပါပြီပေါ့နော်မူဆယ်ရွှေလီဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်လိုအပ်တဲ့ software မှန်သမျှအကုန်လုံးကိုမှဖောက်ပြီးထည့်ပေးပါပြီပေါ့နော်WeChat လို့ရှင်နေဆိုလို့ရှိရင်ကတ်တရုတ်ကတ်ရှိထားဆိုရှင်တရုတ်ကတ်နဲ့ဖောက်ပေးပါတယ်ကတ်မရှိထားဘူးဆိုလို့ရှိရင်မြန်မာကတ်ဝယ်ပြီးတော့ဖောက်ပေးပါတယ်ရှင်ကဲစေးတန်တန်လေးနဲ့လာပြီးတော့ကြော်ညာပြပေးမယ်နော်ရာရောင်းချပေးပါမယ်လိုတဲ့လူများရှိရင်စေဝင်ဆိုင်ဆိုလို့ရှိရင်ဆက်သွယ်မြင်မြင်လာလို့ရပါတယ်ပေါ့နော်ရွှေလီမူဆယ်ရောက်ခွင့်ရှိရပါတယ်တခြားမျိုးတခြားနယ်ဆိုလို့ရှိရင်ခွိုင်ဒီအပ်ပေးပါတယ်ပေါ့နော်ရွှေလီဆိုလို့ရှိရင်ဟိုဖက်လန်ဒီဖက်လန်ဆိုတော့မှလာပြီးတော့ပို့ဆောင်ပေးပါတယ်ပေါ့နော်ရဲကြောက်တယ်ဆိုလို့ရှိရင်ဘာမှမပူပါနဲ့အိမ်ရောက်ငွေချေအိမ်ရောက်ပို့ဆောင်ပေးပါမယ်ကဲစုံရှိထားပါတယ်ပေါ့နော်စကန်ထဲက900ဟာလာယူမှာလားအတစ်ထဲက996ကျပ်လာယူမှာလားအဲစုံလုံးရှိထားပါတယ်လိုအပ်ရင်ဆက်သွယ်ခဲ့ပါ bye bye